TikTok မှာဘယ်လို objective တွေနဲ့ boost လုပ်တင်လဲကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ TikTok မှာ boost လုပ်တဲ့အခါမှာဘယ်လို objective တွေနဲ့လုပ်ရမလဲဆိုတော့လာမေးတတ်တဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဘာ objective ကဘာကိုရည်ညွှန်းနေဆိုတော့ကျွန်တော်ဒီနေ့အသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ TikTok မှာ boost လုပ်တဲ့အခါမှာပုံမှန်သုံးနေကြကျွန်တော်တို့ဒီဘက်မှာ local ဘက်မှာသုံးနေကြဆိုရင်တော့ကျွန်တော်တို့ reach ရှိမယ်ပြီးတော့ဒီ follower ရှိမယ် view ရှိမယ်ပေါ့နော်အဲ့ဒီဟာလေးနဲ့ပဲပုံမှန်သုံးလေးရှိကြတယ် reach ကတော့ကျွန်တော်တို့ဒီလူတယောက်စီတိုင်းရဲ့ဒီအချိန်ကြီးအတွက်ပေါ့နော်ဘယ်နှယောက်စီကိုရောက်သွားလဲဆိုတော့အရာတွေကိုဖော်ပြတဲ့ objective တစ်ခုပဲပေါ့နော်ကိုကတကယ်လို့ reach များရောက်စေခြင်းနဲ့လူများစီကိုပြစေခြင်းနဲ့ဆိုတဲ့အခါကျရင်တော့ကျွန်တော်တို့ reach ဆိုတဲ့ objective ကိုသုံးလို့ရတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ view ဆိုတဲ့ဟာပေါ့ view ကတော့ကျွန်တော်တို့ရဲ့ video တွေမှာ interaction တွေများခြင်းနဲ့ comment တွေပါရှိစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ view ဆိုတဲ့ objective ကိုအဓိကရွေးချယ်ရတယ်ပေါ့နော်သူကတော့အဓိကဒီ view ပုံများဖို့အတွက်ကိုဦးစားပေးပြီးတော့မှသူ့ရဲ့ algorithm ကပြလိုက်ရှိရပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဗာလဲဆိုတော့ follower များစီနေဆိုရင် boost လုပ်လို့ရတယ်ကျွန်တော်တို့ Facebook မှာ page promote လုပ်တဲ့ပုံစံနဲ့နည်းခက်ဆင်ပဲပေါ့နော်သူကကြတော့တစ်ခုရှိတာကကျွန်တော်တို့ video တစ်ခုကိုဒီထောက်ပြီးတော့မှ follower သွားတဲ့အတွက်ကိုသူကအဲ့ video ရဲ့ view လက်တက်မယ်ပြီးတော့ page ရဲ့ကျွန်တော်တို့ account ရဲ့ follower လည်းတက်လာမယ်ပေါ့နော်အဲ့ဒီဟာမျိုးတွေအဲ့ objective တွေကတော့ကျွန်တော်အခုဖော်ပြပေးသွားတဲ့ objective တွေကတော့ကျွန်တော်တို့လက်ရှိ TikTok မှာသုံးလို့အကောင်းဆုံးနဲ့သုံးလို့အသင့်ဆုံး objective တွေပဲဖြစ်တယ်ပေါ့နောက်ဟာတွေကကျွန်တော်တို့ conversion တို့ lead generation ဘိုင်းတွေပါရှိတယ်အဲ့ဒီဟာတွေကတော့ကျွန်တော်တို့ဒီဘက်မှာသုံးတဲ့လူကနည်းတဲ့အတွက်ကိုကျွန်တော်နောက် video တွေမှာအဲ့ဒီဟာကိုအသေးစိတ်ပြန်လည်ပြီးတော့မှမျှဝေပြီးတော့မှဖြစ်ပါတယ်ကျွန်တော်စီမှာ marketing နဲ့ပတ်သက်တာ branding နဲ့ပတ်သက်တာ TikTok နဲ့ပတ်သက်တဲ့အပိုင်းတွေအတွက်ကိုအဓိကထားပြီးတော့ဆွေးနွေးပေးတာဖြစ်လို့တခုခုလိုအပ်ခဲ့ရရှိရင်လည်းကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်ခင်ဗျ